လူကြီးမင်းအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ collection မြန်မာ channel လေးကနေပြီးတော့ပြန်လည်ကြော်ဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ပြောပြပေးသွားမယ့်အကြောင်းအရာလေးက CapCut Pro Premium ကိုကွန်ပျူတာမှာဘယ်လို free သုံးလို့ရမလဲဆိုရဲဒီလေးပဲဖြစ်ပါတယ် CapCut Pro Premium version ကိုကွန်ပျူတာမှာဘယ်လို free သုံးရမလဲဆိုတာကိုကျွန်တော်အဆင့်ဆင့်နဲ့ဗီဒီယိုလေးနဲ့ရှင်းပြပေးသွားပါမယ်ကဲအဲ့ဒါဆိုကျွန်တော်စလိုက်ကြအောင်ဒီဆုံးကျွန်တော်တို့ CapCut Pro ကိုစောက်ဖွင့်လိုက်ပါကျွန်တော်လိုအပ်တဲ့file လေး video file လေးနည်းနည်းကျွန်တော်ရှိမှအဆင်ပြေဟာလေးကျွန်တော်ရင်ထည့်လိုက်မယ်ထည့်ပြီးသွားရင် premium effect တွေဖြစ်တဲ့အားတွေကျွန်တော်ထည့်ကြည့်တယ် black die နေပြီဆို black die effect လေးကျွန်တော်ထည့်ကြည့်လိုက်မယ်premium effect တွေပေါ့ဒီမှာ diamond ပုံစံလေးပေါ်နေတာကြီးအကုန် premium လေးပဲအဲ premium effect တွေအကုန်လုံးကိုကျွန်တော် like ထည့်ကြည့်မယ်အသေးပုံလေးတွေတော့ကျွန်တော်ဟာတွေကအစီအစဉ်တော့ကြာမှာမဟုတ်ကျွန်တော်ဒီ premium ကို free သုံးလို့ရရဲဆိုတာပြချင်တဲ့အတွက်ကျွန်တော်အဆင်ပြေရာတွေကို like ထည့်နေတာဖြစ်တဲ့အတွက်အစီအစဉ်တော့ကြာမှာမဟုတ်ကျွန်တော်ဗီဒီယိုကဒါပေမဲ့premium ရရဲဆိုတဲ့အကြောင်းကိုကျွန်တော်ပြချင်လို့ highlight ထည့်ချင်တာဗျာ okay effect တွေထည့်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ဒီ transition ဘက်ကိုလည်းသွားမယ်transition ရဟာတွေကိုလည်းကျွန်တော် premium version ရတဲ့ဟာတွေအကုန်လုံးကိုဗိုက်ဖြည့်ကြည့်မယ် Red ID ကိုသွားမယ် premium ရတဲ့ဟာတွေအသေးကြလာတာလေးပဲထည့်မယ်နောက်ပြီးတော့မှ help point အားလေးထည့်မယ်နောက်ပြီးတော့အဲ့လို premium version တွေကိုကျွန်တော် like ဖြည့်ကြည့်လိုက်မယ်ဗျာအဲ့မှာ premium version တွေလောက်တဲ့ခါကျရင်စေးတဲ့ခါကျရင်ရမရကိုသိအောင်ကျွန်တော်တို့ transition နဲ့ကုန်ပြီးသွားပြီဆိုရင်ကဲနောက်ထပ်တစ်ခု caption မှာထည့်ကြည့်မယ်ဗျာ caption တွေကနေပြီးတော့ template ထဲသွားမယ်အဲ့မှာကျွန်တော်တို့ template ထဲကနေပြီးတော့ premium version ဖြစ်တဲ့ဟာလေးကျွန်တော်ဆွဲထည့်ကြည့်လိုက်မယ်အရင်တော့ဘာလို့ premium version ဖြစ်တဲ့ဟာလေးကိုထည့်မယ်အဲ့မှာသာပြောင်းမယ်ကျွန်တော် channel လေးပြောင်းထည့်ကြည့်လိုက်မယ် simple အနေနဲ့ collection မြန်မာနောက်တစ်ခုထပ်ထည့်ကြည့်လိုက်မယ်ဘယ်လဲဒါလေးပဲဒါလေးထည့်ကြည့်လိုက်အမှလည်းသူရေးရတဲ့စာတော့ဖြတ်မယ်ကျွန်တော်ရဲ့ channel လေးထည့်လိုက်မယ် collection မြန်မာဒီမှာရင်နောက်တစ်ခုလောက်ထပ်ဖြည့်ကြည့်လိုက်မယ်နောက်ဆုံးမှာကျွန်တော်နောက်တစ်ခုထပ်ဖြည့်ကြည့်လိုက်မယ်โอเคဒါလေးမှိုက်တယ်အားလေးကိုကျွန်တော် thank you ဆိုပြီးတော့ဖြည့်ကြည့်လိုက်မယ် okay အားလုံးပြီးသွားပြီဆိုရင်ကျွန်တော်တို့လောက်ထားတဲ့ file တွေကတော့ post လက်မှတ်လိုက် control ရင်းနဲ့မှတ်မှတ်ကျွန်တော်တို့ဆွဲမှတ်မှတ်ရတယ်နောက်ပြီးကြရင် create compound click ဆိုတာလေးတွေ့လိမ့်မယ်အားလေးကိုနှိပ်ပြီးသွားပြီဆိုရင်ကျွန်တော်တို့create compound နှိပ်ပြီးသွားပြီဆိုရင်ဟိုအပေါ်မှာပေါ်နေတဲ့ text တို့ video တို့ speed တို့ animation တို့ပေါ်တဲ့ထဲမှာကျွန်တော်တို့ကအဲ့မှာ video ဆွဲဟာလေးကိုရွေးလိုက် video ဆွဲ file လေးကိုရွေးလိုက်မယ်ရွေးလိုက်ပြီးဟိုအောက်ကိုဆွဲချလိုက်ခါကြရင်အဲ့မှာပါရှိတယ်ဆိုတော့ motion blur ဆိုတာရှိတယ်motion blur ကို click လေးပေးလိုက်ပေးပြီးသွားရင်အဲ့မှာ 100% ဖြစ်နေအောင်ကျွန်တော်0ထားလိုက်တဲ့ခါကျရင်တွေ့လိမ့်မယ် processing ဆိုပြီးတော့အမှရာခိုင်နှုန်းလေးပြေးနေတာတွေ့တယ်။ရာခိုင်နှုန်းလေးပြေးနေတာကို 100% ပြေးအောင်စောင့်ပေးလိုက်။ဗီဒီယိုရှင်းသလို100% ပြေးဖို့ကကြာပါတယ်။ဗီဒီယိုတိုးရင်တိုးသလိုမြန်ပါတယ်။အဲ့တော့ 100% ပြေးအောင်တော့ကျွန်တော်တို့နှက်ဆောင်ပေးရပါတယ်။ကျွန်တော်တို့ 100% ပြေးပြီဆိုရင်အရင်ဆုံးထုတ်လို့ရမလားရင်စစ်ကြည့်လိုက်မယ်။ကဲကျွန်တော်တို့ပတ်စံတောင်းပါပြီဗျာ။ဒီမှာကျွန်တော်တို့ provision တွေသုံးထားတဲ့အတွက်ကဲစပြီကျွန်တော်တို့အခုကျွန်တော်တို့ version က free version ဖြစ်တဲ့အတွက်သုံးထားတဲ့ feature တွေက pro feature တွေဖြစ်တဲ့ကျွန်တော် save လို့မရအဲ့တော့ကျွန်တော် save လို့ရအောင်ဘယ်လိုလုပ်မလဲဆိုတာကအခုဒီချက်တွေကအရေးကြီးတယ် feature လေးလိုက်ကြည့်ပဲကျွန်တော်တို့အရင်ဆုံး menu ကိုသွားလိုက် menu ကိုသွားပြီးသွားရင် setting ဆိုတာကိုသွားပြီး setting ဘက်မှာကျွန်တော်တို့အဲ့မှာ user တို့white တို့ app data တို့ local တို့ CapCut တို့ user data တို့ project တို့ draft ဆိုတာတွေ့လိမ့်မယ်ကျွန်တော်တို့
ကျွန်တော်တို့ရှိမှာပေါ်နေရနဲ့မိတ်ဆွေရှိမှာပေါ်နေရတယောက်နဲ့တယောက်ကတော့တူမှာမဟုတ်ပါဘူးအဲ့အတွက်အဲ့ဒီဟာကိုကြည့်ခိုင်းနေဖြစ်ပါတယ်အဲ့နေရာလေးကိုကြည့်ပြီးတော့အစစ်စစ်သွားမှာဖြစ်ပါတယ်ကဲအဲ့တော့ကျွန်တော်တို့အဲ့လိုလေးတစ်စင်လေးသွားကြည့်လိုက်မယ်အဲ့မှာအရေးကြီးတဲ့ချက်တော့ရှိပါတယ်အဲဒါဆိုကျွန်တော်တို့ mind computer ကိုရင်သွားလိုက်မယ်mind computer မှာကျွန်တော်တို့ data C ကိုသွားလိုက်မယ် local C ကိုသွားပြီးသွားရင် local C တွေက user တွေကနေမှာ white ကျွန်တော်တို့ computer မှာ white ပေါ့ဗျာအများတို့ computer မှာတော့ white ဖြစ်ရှင်မှာဖြစ်မယ်အခြားဟာလည်းဖြစ်နေမယ်ကို beta ကို computer နာမည်ဖြစ်နေမှာပေါ့အဲ့ဒါတော့အဲ့နေရာမှာတော့တူမှာမဟုတ်ဘူးမိတ်ဆွေတို့ကလည်းမိတ်ဆွေတို့ computer ရဲ့နာမည်အတိုင်းသွားပြီးပါအဲ့မှာ white ပြီးသွားရင်အမှနောက်တစ်ခုအမှ ABB data ဆိုတာလိုက်ရှာမတွေ့ဘူး ABB data ဆိုတာလိုက်ရှာလို့မတွေ့ဘူးဆိုရင်အခုကျွန်တော်ပြထားသလိုပဲအဲ့မှာ Simo ဆိုတဲ့ accessory 3 set ကိုနှိပ်လိုက် option ကိုဝင်ပြီးပြီးရင် view ကိုသွားလိုက် view ထဲမှာအဲ့မှာ don't show hidden file လို့ဖြစ်နေအဲ့ file လေးကို show hidden file ဆိုတဲ့ဟာလေးကို click ပြန်ပေးပြီးတော့ okay နှိပ်ပေးလိုက်အဲ့မှာ ABB data ဆိုပြီးပေါ်လာလိမ့်မယ် ABB data လည်းဝင်ပြီးပြီးသွားရင်ကျွန်တော်တို့ထပ်ကြည့်မယ် ABB data တွေကနေ local ထဲထပ်ဝင်မယ် local ပြီးသွားရင် CapCut ကိုရှာပြီးဝင်မယ်အမှ CapCut တွေ့ပြီးဝင်ပြီး CapCut ဝင်ပြီးသွားရင်နောက်ထပ်ပါလဲ user data တွေထပ်ဝင်မယ်အဲ့မှာကျွန်တော်တို့ရေးကြည့်ပြီနောက်ထပ်သွားသေးရမလို့တော့ကျွန်တော်တို့ဒီနေရာမှာပဲရမယ်သူကဘယ်ကိုထပ်သွားခိုင်းတာလဲဆိုရင် project တို့ Condor AV editor တို့ကိုထပ်သွားရင်မဟုတ်ဘူးကျွန်တော်တို့အဲ့မှာဒီမှာရက်မယ်ကျွန်တော်တို့ user data မှာရက်မယ်user data ထဲမှာကျွန်တော်တို့ကသူ့တိုင်းမသွားတော့အဲ့မှာကျွန်တော်တို့က cache file သွားတွေ့လိုက်အဲ့ cache file နှိပ်လိုက်အဲ့ cache file ထဲမှာကျွန်တော်တို့ရှာလိုက်ကိုကကျွန်တော်တို့motion blur လောက်ထားတွေ့လိုက် motion blur ဆိုတဲ့ folder လေးရှိတယ်အဲ့ motion blur cache file ဝင် motion blur cache file ထဲမှာတွေ့ရအောင်ကျွန်တော်တို့လောက်ထားတဲ့ဒီမှာ video clip လေးတွေ့ပြီအဲ့ file လေးကိုကျွန်တော်တို့ CapCut ထဲကိုပြန်ဆွဲထည့်လိုက်ဆွဲထည့်ပြီးသွားရင်ကျွန်တော်တို့အမှလောက်ထားတဲ့အားကိုဖြတ်လိုက်ဒီနဲ့ဖြတ်ပြီးတော့အဲ့ file ကိုရှေ့တိုးလိုက်ရှေ့တိုးပြီးသွားရင်ကျွန်တော်တို့အမှ export ထုတ်ပြမယ်လာပါပြီဗျာအဲ့မှာ reversion export ထုတ်လို့ရပါပါအဲ့ဆိုရင်ကျွန်တော် export ထုတ်မယ်ဒီမှာ export ထုတ်တဲ့အချိန်လေးကတော့ကျွန်တော်စောင့်ပေးလိုက်ရပါမယ်ဒီလိုဆိုရင် Gmail ကCapCut Premium version ကိုမဝယ်ဘဲနဲ့လူလဲကြပြီးတော့ CapCut Free version နဲ့ Premium version ကိုသုံးလို့ရပါပါပြီchannel လေးကို like and subscribe လေးပေးဖို့လည်းတောင်းဆိုပါတယ်အားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့မယ်